တေရန်စာကိုမရှိတော့တဲ့နောက်မိုးကောင်းကင်အောက်မှာတစုံတစ်ယောက်ကိုရှာတဲ့ငှက်ကလေးလွမ်းတွေးဖွဲ့ဆိုနေချေးရသူရေနားဆွင့်ပေးပါတနာလိုပဲဖြစ်ဖြစ်ကြားလိုပဲဖြစ်ဖြစ်ယူရချင်းတို့နဲ့အလံဝေးအလေးကျပန်းလေးတွေဟာမျက်နှာငယ်ရှာတယ်လေချေးရသူရေမနှိမ့်မချွေမိပါစေနဲ့လမ်းကြုံလို့ပဲဖြစ်ဖြစ်ရနမ်းမထုံလို့ပဲဖြစ်ဖြစ်တကယ်လို့များနှင်းမှုနေကြခေါ်တန်ဝိုးတော်ကြားတဲ့ခမ်းလေးချေးရသူရေခွန်းလူပြီးချော့မော့မညူစုနဲ့တော့နော်ခါဒီလုံးရင်ပဲဖြစ်ဖြစ်နာညီလုံးရင်ပဲဖြစ်ဖြစ်ခွင့်မပြူလဲအဝိညာဉ်တစ်ခုဟာမင်းအနားမှာအမြင်လိုက်ပါနေမယ်ချစ်ရသူရဲ့အတူရှိပြရစီကွယ်မိုးတဲတဲမှာပဲဖြစ်ဖြစ်နေပူချစ်ချစ်မှာပဲဖြစ်ဖြစ်နိက